ကိုစကေးကကောင်းပြီး economy script ပွဲတွေတွေ့လို့ရှုံးပွဲတွေကြုံနေရပြီလား economy က script ဘယ်လိုပဲမရှိဘူးပြောကျွန်တော်လိုမျိုး division တင်နေတဲ့သူတွေအမြဲကြုံနေရတဲ့ division 1ရောက်ခါနီ1800ကနေပြန်ကျသွားတဲ့လူတွေရှိကြတာ There is no such thing as a script in the game. အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗန်ဒီပါဒီလိုပေါ်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတင်ပေးတော့မှာဖြစ်လို့ follow and like ပြုလုပ်ပေးဖို့တောင်းဆိုရပါတယ်ကျွန်တော်တို့ဘောက်တွေဖောက်တဲ့အခါမှာတုံးတဲ့ cancel ထွက်လို့မျိုးပွဲရှာတဲ့ချိန်မှာလဲ cancel 3ခါနှိပ်ပြီးနိုင်ပွဲတွေများအောင် script ပွဲတွေကိုရှောင်ကန်တာလုပ်ဖြစ်တယ်ဆိုတာ brother တို့သိပြီးကြပြီလားကျွန်တော်လည်း brother လိုမျိုး season 9 1800ရောက်ခါနီ script ပွဲတွေနဲ့တွေ့ပြီးပြန်ကြောက်သွားတာခဏခဏပါပဲဒီ season မှာလည်းခဏခဏရှုံးပွဲတွေကြုံရပြီးဒီ trick ကိုတုံးလိုက်တာနိုင်ပွဲတွေများပြီးရှင်ဝိုင်းကိုရောက်ခဲ့ပါပြီဒါကတော့နောက်ဆုံး9ပွဲမှာ9ပွဲဇာတ်လိုက်နိုင်ပြီး2ပွဲတည်နဲ့ division 1ကိုရောက်ခဲ့တာပါကျွန်တော်ရဲ့ division 2နောက်ဆုံးပွဲ highlight ကိုမပြသခင်မှာကျွန်တော်ပြောတဲ့ script ပွဲဆိုတာကိုရှင်းပြချင်ပါတယ်တန်တမြဂိုးတိုင်းကဂိုးတိုင်းကြီးပဲထိနေရတယ် rating တရားကျော်တဲ့ကောင်တွေတောင်ဘောလုံးထိမ့်မြဖြစ်ကုန်တာတွေကိုကဂိုးအတာနဲ့နိုင်နေချိန်မှာကိုယ့်ဘက်က player တွေလေးလံကုန်တာနောက်တစ်ခုကနိုင်နေရတော့ line ပြဿနာကြောင့်ယူလို့ဆိုပြီးအများတန်းရှုံးနေရတယ်ဒါတွေကို script လို့မပြောရင်ကိုစကေးကြောက်လို့ပဲပြောအောင်လားကဲဘရာတို့ရော if ဘောဆိုရင်ဒီလိုမျိုးကြုံတွေ့ဘူးလားကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ script တကယ်ရှိလားမရှိဘူးလားဆိုတာကိုကိုမှန်မှာပြောပြပေးခဲ့အောင်နော်ကျွန်တော်ကတော့ Vandy ပါ if ဘောနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတင်ပေးတော့မှာဖြစ်တဲ့အတွက် like follow share ပြုလုပ်ပေးသွားဖို့တောင်းဆိုအပ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ division 2 highlight ကိုကျွန်တော်နဲ့တူကြည့်လိုက်ရအောင်ဒီစီမှာတော့ 4231 formation ကိုကျွန်တော်အသုံးပြုခဲ့ပါတယ်ပြောရင်းဆိုရင်ပဲ slider Ronnie ကိုပေးတယ် Ronnie ကတစ်ဆင့်ရာမယ်ကိုပေးတယ်ရာမယ်ဆွဲသွားတယ်ရာမယ်ပဲ Ronaldo pass ပေးတယ် Ronaldo ကန်နေအာတော်သေးအောင်ရေးငါ့ရဲ့ CB ကကာလိုက်လို့ရအောင်ရေး Ronaldo ကခေါင်းတိုက်မှာကာတာဒါပဲအောင်ရေးဒါပဲဆိုင်ရနှကောင် Romandas လူပေးတယ်ကာဒီယိုဂရိုနကာဒါအကူရိုပေးတယ်အကူရိုပြေးဂူရိုပဲဆိုင်ရပြေးတာအော်လူပြတ်တယ်အောင်ကြီးအဲမီဆန်ဂျာရတ်ဒိုနာဒိုနီကဖူပြေးပင်မခရော့စင်အော်ဘူရိုကြီးဖြတ်ထုတ်တယ်အောင်ကြီးချာမယ်ပဲရိုနီကိုပေးတယ်သွားပြီးအောင်ကြီးစနိုက်ဒါလောင်းလေးရှုတ်တဲ့အော်လောင်းလေးကာနဲ့ကန်တာမကာလို့ရအောင်ကြီးတော်သေးရဲ့ဒိုနာဒိုနီကဖူပေးတယ်ကဖူပင်မခရော့စင်အာဖြတ်ထုတ်ပြန်ပြီးအောင်ကြီးအောက်ပြီးမောက်သေးပြောင်းရေး admister ကန်တင်နေဂျာရတ်ဘာလီတီလိုက်တာအောင်ကြီးကာရာတော်သေးအောင်ကြီးတိုနီအဒန် admister ဂျာရတ်နာကာဒါဆိုင်ရပြင်းနေစနိုက်ဒါပေးတာပဲအောင်ကြီးဘယ်ချီလေးနဲ့အလှလေးဒါပဲအကူရိုလို့ခေါ်တယ်အကူရိုဝမ်းစီးပါငါကောင်လေးဝမ်းစီးပါyellow ပေးတယ်အောက်တယ်ရောင်ကြီးရိုနီပဲလူပေးမှားတယ်အမစ်ဆန်နာကာတာအောက်ဆိုင်ကလာလေးနဲ့ရောင်ကြီးအမစ်ဆန်ဂူရိုသွားပြီရသေးတယ်နာကာတာစနိုက်ဒါကိုပေးတယ်စနိုက်ဒါပြန်ထိုးပြက်ပြီရောင်ကြီးကဖူဒါပဲဒီကောင်ပေးရဘောလုံးတော့စနိုက်ဒါလွတ်နေပြီစနိုက်ဒါကိုပေးထိုးပေးလိုက်ဟမ်Reason show တပည့်တဲ့နဲ့ကန်လိုက်ရမှာကွာတပည့်တဲ့နဲ့ဆို9ပြီရှာမယ်ပဲဆွဲလာတယ်တူနီတန်ကာရာလူပေးတယ်ဘရန်ဒိုစီဘောလုံးရောက်စီနဲ့ကာဒီယိုဂရူရမယ်ပဲရိုနီဘာလို့မှလူပေးမှာလားအေးဒါပဲဖြတ်ထုတ်လူမြောက်ကဖြတ်ထုတ်ဒါပဲသူရပိုင်းစားပြီးကဲပြေလိုတိုနာဒိုနီပေးတာပြတ်စနိုက်ဒါပဲဟဲ့အောင်ကြီး drive လေး racing shot တော်သေးတယ်အောင်ကြီးငါ့ရဲ့ပီတာရှမိုင်ကယ်ကြီးကကာသွားလို့ကြောက်တိုက်တာဘာလေးစတူတာဟိုမှကြောက်တိုက်တာတပည့်သက် racing shot နောက်ဝိုင်းထိုးတယ်အောင်ကြီး slide ထိုးတယ် okay free kick ကို
ကိုလိုမပြောင်းပါလားကိုလိုမပြောင်းကန်ပါငါဒီဘက်ကိုကန်ပါโอเคမပြောင်းတော့ဘူးပေါ်ပါပဲကန်မယ်ဟောရန်တူကြီးကခေါင်းကြီးအရေးကြီးအရှိကြီးဘလို့မကန်လို့ရမှာမဟုတ်ဒါပေမဲ့ကန်ကြည့်မယ်စနိုက်ဒါရန်တူပြီးအောက်ကကန်ပါကာတာနှစ်ယောက်ကာတာနှစ်ယောက်ကန်လို့မရအောင်ပိတ်တာဟောရကစ်ပေါ်ကောင်းကန်ထုတ်89မိနစ်ရောက်နေဘာရှက်မနေနဲ့โอเคကျွန်တော်ရိုနီခြေအောင်ပြရတယ်ဟဲ့အောင်ကြီးတော်လေးကန်ထုတ်ရအောင်ကြီးဂျာရော့ပဲကန်ထုတ်ဒါပဲပြီးပြီအောင်ကြီးပြီးပြီဒါပဲ yes ဒါပဲအားကောင်းလို့division 1မှာရောက်သွားပြီ okay division 1ရောက်သွားပြီကိုဘွဲစလိုက်နိုင်သွားပြီကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ် follow မလုပ်ရသေးရင် follow လေးလုပ်ပေးပါကျွန်တော်ကတော့ Vanny ပါ